ထိုင်ကုန်ခါဘတ်ဆိုတာမောင်းတဲ့အခါကျမှပတ်ရုံနဲ့မကပါဘူးလူသိနေတဲ့လှိဝက်အသုံးဝင်ပုံ၄ချက်ရှိပါသေးတယ်ပထမအချက်လမ်းမမှာကားပြတ်သွားလို့ကိုတုံးမဲသူမရှိရင်ထိုင်ခုံခါဘတ်ကိုအရှိဆုံးဖြစ်အောင်ဆွဲထုတ်လိုက်ပါပြီးရင်တကားပြန်ပိတ်ပြီးခါဘတ်ကိုပခုံးမှာတိုင်းလွယ်ထားလိုက်ပါဒါဆိုရင်တကူလုံးကအားကိုသုံးပြီးကားကိုအလွယ်တကူတုံးလို့ရသွားပါပြီလက်ကလည်း steering ကိုထိန်းယုံမဲမို့လို့ main ကလေးတယောက်တည်းဖြစ်နေရင်တော့ easy တွန်းနိုင်ပါတယ်ဒုတိယအချက်တပတ်ရကားဝယ်တဲ့အခါထိုင်ခုံခါဘတ်ကိုအဆုံးထိဆွဲထုတ်ပြီးအောက်ချီအစွန်ပိုင်းကိုစစ်ဆေးကြည့်ပါတကယ်လို့ဒီနေရာမှာမှုန်တက်နေတာဒါမှမဟုတ်ရှုံ့ကတ်နေတာမျိုးတွေ့ရင်ဒီကားဟာရေနစ်ဖူးတဲ့ကားရေမွန့်ထားတဲ့ကားဖြစ်ဖို့ရာခိုင်နှုန်းများပါတယ်လုံးဝမဝယ်ပါနဲ့တတိယချက်ကားဝယ်တဲ့အခါထိုင်ခုံခါဘတ်ပေါ်မှာရိုက်ထားတဲ့ထုတ်လုပ်တဲ့ရက်စွဲ production date ကိုစစ်ဆေးလို့လိုပါတယ်ပြီးရင်ရှေ့ဘေးတကားကိုဖွင့်ပြီးကားရဲ့ကိုယ်တဲ့တစ်စိတ်ပြ vegan name plate ပေါ်ကထုတ်လုပ်တဲ့ရက်စွဲနဲ့တိုက်စီကြည့်ပါတကယ်လို့ခါဘတ်ပေါ်ကရက်စွဲနဲ့မကိုက်ဘူးဆိုရင်တော့ဒီကားဟာတိုက်ခိုက်မိထားလို့ပစ္စည်းလဲထားတဲ့ accident ကားဖြစ်နိုင်ခြေရှိပါတယ်နောက်ဆုံးချက်တကယ်လို့ကိုကကားထဲမှာပိတ်မိနေပြီးတော့အပြင်ထွက်လို့မရဖြစ်နေရင်ထိုင်ခုံခါဘတ်ရဲ့တာမဏိကောင်ဘာကောင်ကိုသုံးပြီးကားမိုင်းရဲ့ဒွီးထုံဆုံးတွေကိုပြင်းပြရိုက်ခွဲပါဒီနည်းနဲ့မှန်ခွဲပြီးအသက်လွတ်အောင်ထွက်ပြေးနိုင်ပါတယ်ကားနဲ့ပတ်သက်တဲ့ဘူးတူတာတွေကိုနေ့တိုင်းလေ့လာဖို့ကျွန်တော်ကို follow လုပ်ထားဖို့တော့